မဟုတ်ပါလားရှင်ဟာနားလည်းနေရတာပြောချင်ပြောတယ်ဟုတ်ကဲ့ရှင်နောက်ကနေတော့ဦးလေးတူမှလှတယ်ဘာညာနောက်ကပြောတယ်အနန္တရကြည့်တာဟုတ်တယ်ဟာအဲ့လိုရတော့မလေးပြီးတော့များအဝေးကနေလမ်းကြည့်ပါဗျာရုပ်ရှင်မင်းသားဒွေးနဲ့မေတန်းနုဟာကြက်တင်ရှိရတဲ့စကလုံးမျိုးလုံးလေးကပလဲတလုံးရွတ်တလုံးသွားလေးမြဝလကပလဲလေးစီထားတဲ့အတိုင်းဟာကနေဆိုအလိုလိုအကရုံးကကြံညိုကြံတန်းသိနေတာအသားရည်သားကရွှေစစ်ကဲ့သို့ဝင်းနေတာဗျာမျိုးရုပ်ကရှင်ပင်မျိုးမင်းမျိုးမင်းနွယ်အမလီဟာစိတ်မွေးကြောက်မွေးမလက်ကလေးချိတ်လိုက်ပါဟာမင်းအများလမ်းကြည့်ပါဗျာရုပ်ရှင်မင်းသားဒွေးနဲ့ထက်ထက်မိုးဦးကြက်တင်ရှိရတဲ့စကလုံးမျိုးလုံးလေးမြပလဲတလုံးရွတ်တလုံးသွားလေးမြဝလကပလဲစီဟာကနေအလိုလိုအကရုံးကကြံညိုကြံတန်းသိနေတာအသားရည်သားရွှေစစ်ကဲ့သို့ဝင်းမျိုးရုပ်ရှင်ပင်မျိုးမင်းမျိုးမင်းနွယ်အမလီစိတ်မွေးကြောက်မွေးဟောတန်တန်လေးလက်ကလေးချိတ်လိုက်ဟုတ်ကဲ့ကိုမလည်းချိတ်ပြီးတော့ဒီရှေ့ကိုလျှောက်လာခဲ့အမေကလမ်းကြည့်ပါဗျာဖေမျက်မမြင်ကြီးကိုသမီးပြိုလေးတွဲလာပါဗျာကြက်တည်မရှိတဲ့စကလုံးကြက်တည်ရှိမျက်လုံးကိုကြည့်ပါတစ်ဖက်ကတိမ်တစ်ဖက်ကဟောက်တော့ပလက်တလုံးရွတ်ပလက်တလုံးရွတ်တလုံးကတော့ပဲသွားကိုကြည့်ပါမချီသေးကြီးအတိုင်းများတယ်မှာဝါလာဟကဘာဝလာကပလဲဟာကနေလို့စားမလေးပုတ်စောကနန်းနဲ့သွားကြမ်းညိုကြမ်းဘာကြမ်းညိုလည်းမသိအသားရည်သားကိုကြည့်နူတော့မယ်အကွက်တွေနဲ့ရွှေစင်းကဲဘာရွှေစင်းကမျိုးရုပ်ကဖာမျိုးတွေရှင်ဘရင်မျိုးဘာရှင်ဘရင်မျိုးလဲဒီအမွေးဘာမွေးများအောင်မွေးရွှေမွေးပါတယ်များမွေးသူကကျွန်တော်မကြောက်အောင်ပြောတာဒီအမွေးတွေကကိုမောနှခမ်းမွေးတယ်ကိုရင်ဒီခါကျတော့သမီးတို့ယဉ်ကျေးမှုဝန်ကြီးဌာနမှာဆီယမကြီးဒေါ်အုံးကြီးရဲ့မိတ်ပြကလေးနဲ့ဖြောပြီးတင်ဆက်ခြင်းနဲ့အေးကြီးရှင်အကညံ့ညံ့ကလေးတွေနဲ့ဒေါ်မစိန်ကနေဆရာမလားဟုတ်ကဲ့ဆိုဗီယက်ပြန်နော်ဒေါ်မစိန်ဒေါ်မစိန်ကဆိုဗီယက်ကပြန်နေတော့ဒုတိယပြန်ဆိုဗီယက်ပြန်သူချုပ်သွားကြတာလေနောက်သူသွားတာနောက်ရုရှားပြင်သစ်ပြီးတော့ပြင်ဟောင်းပြင်ပြီးတော့အိန္ဒိယမဒရဖင်လန်အေးရဆိုပြီးပြန်လာသေးတာအဲ့ဒီကနေဥရုဘွေးကိုဆက်သွားသေးတယ်နောက်အိန္ဒိယသွားပြီးတော့မဒရဘုံမိုင်းကနေပြီးတော့ဗမာပြည်ပြန်လာပြီဘုံမိုင်းကိုတစ်ခေါက်ပြန်သွားအောင်ပါတဲ့ဘာလို့လဲထပ်ပြပွဲမေးကြံခဲ့လို့ပေါက်ကြရ40ဒါဘယ်ဘလူကျော်ဆိုပြီးဘလူရိုးရပြန်တော့မစိန်အမစိန်ရဲ့ဒါအကလောင်းဟုတ်ကဲ့ရှင်ကျွန်တော်ဆရာဆိုရင်ဆိုဗီယက်ပြန်ကျွန်တော်နွဲ့ဆန်းဆိုဗီယက်ပြန်နွဲ့ဆန်းဆိုရင်ဓာတ်ပြအချက်56ချက်ဟုတ်လားတွင်းပြီးသားဓာတ်ပြဘယ်လိုလုပ်တွင်းတာဘယ်လိုလုပ်ပြန်ထုတ်ရမှမသိဘူးကိုရင်ဆရာမတော်မစိန်ရဲ့အကဟန်လေးဖြောပြီးတင်ဆက်ခြင်းနဲ့မြစ်တာသက်တော်အနန္တောဘုံပြန်အရှိသူရာရှင်ဝိသုမသာနံအောင်လေးရတုသဗ္ဗမင်္ဂလံဒါနာလေးလှတယ်ဗျာလှလိုက်ဒါတော့ကြိုးစားကနေဘာလို့ကလဲဆိုရင်သိတယ်တန်တာလေးမှချစ်သူရှိပါတယ်တန်တာလေးရဲ့ချစ်သူကနှခမ်းမွေးလေးဖာလာချပြီးတော့တန်တာလေးရဲ့ချစ်သူကနှခမ်းမွေးလေးတဲ့နေတယ်နော်ကေလေးကလည်းသူကငါလိုကေလေးနဲ့ဟောဗျာကေငါအာနိုကေညာငါလိုကေပြီအာနိုကေလို့ပြောတာပါအာနိုကေလေးနဲ့အာနိုကေဘာငါလိုအာနိုကေလေးနဲ့သူကမင်းသမီးရဲ့ရည်စားမှန်းသိအောင်ဖြစ်ဒီမှာလူစီကားတော့မှတခါတည်းကြင်ညာလိုက်မယ်ဆိုပြီးတော့လက်ညှိုးထောင်ပြီးတော့ပေးသက်ကိုလှမ်းပြောတယ်ကျွန်တော်ပဲတဲ့ကမာရွတ်မှမိချို့ပြီးထွက်ပြေးလာတာနင်ကအဖမ်းခံအောင်နေလို့ညလားကျွန်တော်ပဲတဲ့တန်လိုင်းရဲ့ချစ်သူပါတဲ့သူနဲ့ဒီနေ့ကျွန်တော်ချိန်ထားတယ်တဲ့ဘယ်ချိန်ရှိလဲသိအောင်လက်ကဓာတ်ကုတ်ရာကိုကြည့်နာယီလေနာယီကိုကြည့်တယ်နာယီကြည့်ပြီးဟာတဲ့အချိန်တော်စိနေပြီတဲ့အဝီစီဆင်းရတော့မယ်တန်တန်လေးအိမ်သွားမယ်တန်တန်လေးအိမ်သွားတော့မယ်တဲ့ဘာနဲ့သွားရင်ကောင်းမလဲတဲ့ဟေးတက်စီကားတဲ့လာစမ်းခွာတယ်ငါ့ကိုမသိမချင်းတိုက်တယ်တန်တန်လေးအိမ်ဖို့တန်တန်လေးအိမ်ဖို့မကောင်းပါဘူးတဲ့ဟဲ့ဆိုင်ကဲလာစမ်းခွာတဲ့ငါ့ကိုလိုက်ပို့တာတင်းချင်းကုန်းတဲ့တင်းချင်းကုန်းပေးလမ်းမကောင်းပါဘူးတဲ့ကိုကဘိန်းနဲ့စီးသွားတာပဲကောင်းပါလေဆိုပြီးအိမ်ထဲဝင်ပြီးတော့ပြေးဝင်သွားပြီးဘိန်းဆွဲထုတ်လာတယ်ဗျာဘိန်းဆွဲထုတ်လာပြီးတော့ဘိန်းကိုကင်ပြီးစဉ်းစားတယ်ဘိန်းတော်ရပြီတဲ့ပြောင်းတယ်နဲ့မိကျစ်ပဲလို့တော့တယ်ငါဘိန်းစားဖြစ်နေပြီလားဘိန်းတော်ရပြီတဲ့သွားဖို့ပဲလို့ဘိန်းကိုတက်ခွာတယ်ရှူဘိန်းပေါက်တယ်လားငါပေါက်တယ်လားမသိဘူးတဲ့ပြန်ဆင်းကြည့်ဘိန်းကိုကင်ကြည့်တယ်ဟာလေရော့နေလေမရှိဘူးတဲ့ဘာဖြစ်တာပါလဲဆိုဟာဘာကျွတ်ချောင်းနေတာတဲ့
ဘာကျွတ်ကလေးကိုကန်ရင်ကျွတ်ကိုကန်တော့မြို့အောင်လှမ်းတွေ့တယ်ဘာကျွတ်ချောင်းတာဘာကျွတ်ကိုကြက်တယ်လေပြန်ထိုးရမယ်တဲ့လေထိုးတာကိုအိမ်ထဲပြန်ယူမယ်ဆိုပြီးတော့ကမုံသားကြားဆွဲထုတ်တယ် လေထိုးတာကပုံစားတခါထားဘူး အေးပေါ်ထည့်ထားတာလေထိုးတာနဲ့လေထိုးတာနဲ့တက်ပြီးလေထိုးတယ်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 ဘိုင်းအောင်နဲ့ရင်မနာတဲ့သွေးအန်နဲ့သေပြီး ဘယ်နဲ့ငါတတ်ပြင်းနေတော့ လေထိုးတယ်လေထိုးပြီးတော့ကန်ကြည့်တယ်ဟာတင်းနေပြီတဲ့ဟာတော်တော်တင်းနေပါလားတဲ့ဒီနေ့စောစောပြန်မယ်တဲ့ စောစောပြန်တဲ့လူကကျင်းတဲ့လူစောစောပြန်လိမ့်မယ်နော်ကျင်းတဲ့လူစောစောပြန်ပါဗျာအကြောင်းပြလုပ်ဖို့အကြောင်းပြပြီးအစောကြီးပြန်နော်ကျင်းတဲ့လူအစောကြီးပြန် တင်းနေရရပြီတဲ့ဆိုပြီးလေထိုးတံကိုဖြုတ်တယ်ဖြုတ်ပြီးတော့အထဲပြန်အထဲသွားသိမ့်မယ်ဆိုပြီးတော့ကမုံစားကြားတဲ့ထဲ လှုပ်ပေးလေထင်းတလောက်လည်းမဟုတ် ပြီးတော့သပင်းကိုတက်ခွာဟဲ့နွားတယ် ဘာတော့ဟာ ရှေ့ကနွားဖြတ်သွားလို့ ကမင်းကရှေ့ရဖဲတန်းကွာဖဲတန်းကွာရှေ့ရကဖဲကွာဟိုလို့ကွာ နွားမောင်းပြီးတော့သပင်းကိုနင်းသွားတယ်ခင်ဗျာမြန်နင်းသွားတယ်ဟိုကကောင်မလေးအိမ်သားရောက်ပြီးဝင်သားအားရနဲ့သပင်းကိုတောင်းထောက်ပြီးပြစ်ချလိုက်တယ်ဂိမ်း စပိန်ပြချလိုက်တာဂိမ်းကနေလား အိမ်နေတဲ့ခွေးပေါ်သွားကြတာ မင်းတို့ဝဲဖဲကြသားမှာတော့ဝဲဖဲကြသားမှာ ခွေးဖြစ်လိုက်နွားဖြစ်လိုက်တယ် မင်းတို့လည်းဘယ်တလိမ့်ဆန်ပြုတ်လို့ထင်မှန်းကို တန်တန်လေးအိမ်သားတော့ရောက်ပြီးတဲ့တန်တန်လေးကိုချက်ပေးရမယ်ခဲလေးကုန်းကောက်တယ်အားရပါရပေါက်လိုက်တယ်ဘူးတဲ့ဟာရက်စားတွေငါရက်ထားတာများသွားပြီထင်တယ်တဲ့ ရက်ကိုမရက်ရသေးဘူး အဲ့ဒါခဲနဲ့ ဘယ်ဝဲရမှမသိဘူး ခဲနဲ့တန်တန်လေးအိမ်ကိုခဲနဲ့လှမ်းပေါက်လိုက်တယ်တအားပေါက်ဖတ်တယ် တော့ကဲသူတောက်ခနဲ့လေဗျာ ရှင်ခဲ အမလေးဘယ်ချိန်မိုးရွာလို့ရွာမှမသိဘူး ခဲနဲ့ပေါက်တယ်ခဲနဲ့ပေါက်ပြီးတော့တော့ဆိုရင်တော့တန်တန်လေးကကင်းပါပါတယ်သိပါပြီတဲ့သူ့ရဲ့ရှိကတစ်ပင်ကြီးကိုမိပြီးစောင့်တစ်ပင်ကြီးကိုမိပြီးစောင့်နေတယ်တစ်ပင်အကောက်ကြီးနည်းနည်းကောက်သေးတယ်ဒီတဲ့နည်းနည်းကောက်သေးတယ်တနေ့ကုန်ဒီတိုင်းစောင့်မယ်တဲ့မလားမချင်းစောင့်မယ်တဲ့အဲ့မှာကောင်မလေးကအိမ်ခဲမှန်တော့ထွက်လာတယ်အိမ်ရှိခန်းကိုထွက်လာပြီးတော့ပရင်းမောက်ကိုလေးဖွင့်ကြည့်တယ်ကောင်မလေးလှမ်းမြင်လိုက်ပြီးဟာတဲ့အိမ်ရှိမှာပန်းမင်းနဲ့ရေဖြန်းနေပါလားတဲ့ ဘယ်ကပန်းမင်ကိုရေချမ်းနေတာတော့ဗျာ ဟာမဟုတ်ပါဘူးတဲ့ငါမျက်စိမှားတာပဲတဲ့ဟာသူ့ပဲတဲ့ကောင်မလေးကမြင်လိုက်သူကကောင်မလေးမြင်တော့ဝင်းသားဟာတော့ပြုံးပြီးလှမ်းခေါ်တယ်အိုးအမေတဲ့ သူ့မကြီးဘာလို့ပို့လဲ မဟုတ်လေအမေရှိလားချစ်သူတဲ့ ဒီငကျင်းကောင်းကြီးကိုဘာလို့ပို့လဲ အမေရှိလားချစ်သူတဲ့ကောင်မလေးလက်ခါပြတယ်မရှိဘူးတဲ့တကယ်မရှိဘူးလားတဲ့မရှိရင်ငါရှိရတစ်ထောင်ယူသုံးတယ် ဒီဖဲကျွေးတွေကခုလည်းမပြီးကြသေးဘူးလားဟမ် မရှိဘူးမရှိရင်ကိုလာခဲ့မယ်တဲ့မရှိရင်ကိုလာခဲ့မယ်တဲ့ကောင်မလေးပြောတယ်ကိုမလာနဲ့ခေါင်းဖြတ်လွတ်လိုက်တယ် ဟောငါခေါင်းပြကြီးဖြစ်နေပြန်ပြီ ဟုတ်ကိုမလာနဲ့မလာခဲ့မှာပေါ့တဲ့ဒီစားနဲ့သူ့အိမ်ကိုလာမခံဘူးတဲ့ဆိုပြီးစိတ်ကောက်ပြီးကောင်လေးကတစ်ပင်ကြီးကိုပြန်ပြီးနေတယ်တစ်ပင်ကြီးကိုမီးနေငါဒီတိုင်းနေတော့ကောင်မလေးလာရဲမှာမဟုတ်ဘူးတဲ့ငါထိုင်ဆောင်မယ်ဆိုထိုင်ချလိုက်ငုံတဲ့ဖင်ကိုဆောက်နေရာရွှေ့ထိုင် တညာထိုင်းတဲ့နေရာမှာငုတ်ပါလားရှိနေတယ် ထိုင်ဆောင်ကောင်မလေးတရွေ့ရွေ့လျှောက်ကောင်မလေးကသူ့နားကိုလျှောက်သူ့နားရောက်ကောင်မလေးအနားရောက်တော့သူကလှမ်းကြည့်ပြီးတော့ခုမှလာတယ်ဒီကမျောနေတာတဲ့ဒီကနံပြားစားခြင်းလို့တဲ့လက်ဖေးဆိုင်သွားမလားတဲ့အဲ့လိုမေးတာလေနံပြားစားခြင်းလို့တဲ့ ဒီဘလူးမှလက်ဖက်မတော်ဘူးနာမည်မစားဘူးနော် အဲ့ဒါကောင်မလေးကလည်းဘယ်လိုဖြစ်နေတာလဲတဲ့သူထိုင်ပြီးပြောတယ်ကောင်မလေးကထိုင်ပြောနေဘာဖြစ်တာလဲတဲ့ဒါစိတ်ကုတ်ကြရလားတဲ့ကျတော့အဆင်ပြေတယ်ရှိမှာပေါ့သူဇက်ကနေထားကောင်မလေးကျွန်မလည်းကောင်းချင်းချီအောင်စားခြင်းနဲ့တဲ့ဟိုသွားမလားတဲ့ဘောစီတန်သွားမလားတဲ့အ စ်စ်ကတထွားအစိုးရတထွားအလဲကောင်မကောင်းရင်လည်းနှလုံးမရှိတာဟာလား အဲ့ဒါထားပြီးကောင်မလေးကဒါဖြစ်နေမသွားတော့ဘူးအိမ်ထဲသွားတော့မယ်ဆိုကောင်မလေးလက်ကလေးလမ်းဆွဲတော့ကောင်မလေးရှက်ပြီးပါပိတ်ရိုက်အိမ်ထဲဝင်သွားကောင်လေးကဘာလို့မှမလို့ရွှွန့်နေကောက်စား ဘာလို့ငါရှွန့်စားမှာ ရှက်ကိုရှက်ကနေဘာလို့ ရှက်တာဒီမရရှက်တော့ ရှောက်လို့ရှောက်လို့ရွှွန့်နေကောက်စားစားပြီးတော့သွားပြီးတော့ရွှွန့်နေကောက်စားပြီးဟာတဲ့ငိုင်းတာတဲ့ရွှွန့်ခဲမှာဟုတ်ကြလားမသိဘူးတစ်ပင်ကြီးပြန်မီးနေတယ် ဟောဒုက္ခပါပဲစီပင်တရားကိုပြောရစမ်းပါဗျာတစ်ပင်နေလည်းအဖြောင့်စိုက်ကြပါလို့ ဒီလိုမိပြီးစောင့်နေတဲ့အချိန်မှာကျွန်တော်လမ်းမေးမှာအမိုက်ကောက်နေတဲ့ဟိုကလားသေးသေးလေးထလာတယ်လားမင်း အမိုက်ပါဆုံးမပဲဒီရုပ်တွေခဲတွေလားဆွဲရသလားဒုက္ခ
ဟဲ့လူဘာလုပ်တာလဲတဲ့ ဒုတ်တွေခဲတွေမဆွဲပါ ခင်ဗျာဘာလုပ်နေရလဲတဲ့